Hello hello ဒီနေ့ကတော့တငယ်ချင်း3ယောက်အချစ်ဆုံးတငယ်ချင်းတွေကန်းကြေသွားတဲ့အကြောင်းလေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ငါထားပြီ။မျက်နှာသွားချိုးလိုက်ပါအောင်မယ်။ရေချိုးပြီးလို့ရှိရင်တော့ကောင်မရရှိသွားမှာပဲ။ကောင်မရစောင့်နေလောက်ပြီးငါ့ကိုလဲလိုက်ပါအောင်မယ်။ချိုးလိုက်တော့မယ်။ရေလေးကလည်းနိုးရင်းနေရပဲကောင်းလိုက်တာဒီမနက်ကတော့နည်းနည်းအေးတယ်လေငါနေ့လေကြာရင်တော့ငါသွားမှာပဲဟုတ်တယ်သွားရမယ်ငါဝတ်စားကိုလှလှလေးဝတ်ရမယ်ငါကန်းကြီးသွားမှာဆိုတော့ငါစကတ်တူလေးဝတ်ရမယ်ကောင်မကတော့လေအဲ့ကောင်မ3ကောင်ကတော့ဘာဝတ်မှလည်းမသိပါဘူးအေးငါဒီဟာလေးဝတ်ရင်ကောင်းမလို့အော်တွေ့ပြီဒါလေးဝတ်လိုက်မယ်ငါစပင်လေးကိုလည်းဗာလေးပြင်ကောင်းတယ်အဲ့ဒါလေးပဲပြင်လိုက်ပါမယ်ကဲငါသွားရမယ်ငါပြီးလို့ရှိရင်ငါဟိုလောက်ရအောင်မတော့ကြောင်းသွားရတော့မှာပဲဝေးအယောင်လေးကိုရောင်းရွေးလိုက်တာပေါ့နော်သွားမယ်သွားမယ်ကောင်မအရင်သွားခေါ်ရမယ်အဲ့ကောင်မကကျတော့ဟိုဘက်နန်းလေးမှနေရဆိုတော့သွားပြီတာသူတို့စောင့်နေရကြလောက်ပဲငါအများနဲ့နောက်ကြဆိုတော့သူရှင်နန်းလေးမှာစောင့်နေရတယောက်ရှိရဲ့အဲ့သူ့ကိုအရင်သွားခေါ်လိုက်မယ်လေအမလေးဒီကားလေးတင်နေတယ်ဟဲ့ကောင်မဟဲ့နေရလေကြော်လိုက်တာဟဲ့ငါမှစောင့်နေရအကြာကြီးပဲဘာလုပ်နေရတော့ငါတောင်းမှဟာငါတော့မြဲနေနောက်ကျနေဆိုတော့တောင်းမှဟဲ့ရပါတယ်ကောင်မသွားခေါ်လိုက်တော့မယ်နော်အေးကောင်မတက်ရှိမှစောင့်နေရဲ့ကောင်မနေရလေကြာကြီးပေါ့ငါလည်းညောင်းနေပြီမတော့ရွေးစောင့်နေတာတောင်းမှဟာလာကားပေါ်တက်တော့အေးပါကောင်မကြံသေးတယ်ဟဲ့ငါတို့သွားလို့မဖြစ်သေးဘူးကောင်မကလေငါတို့ပြောဆိုနေလိမ့်မယ်ကြောင်းကြရင်ငါတို့လုံနေလိမ့်မယ်နော်အေးပါကောင်မကြောင်းရှိမှစောင့်နေမယ်ကြောင်းရှိရအိမ်သူ့အိမ်မှာစောင့်နေမယ်လို့ပြောထားတာပဲကောင်မလာတော့အေးပါကြားတိုင်းနေဟာလိုက်ငါတော့ထိုလိုသွားနေလို့ကြားနေရပါဟာသွားမယ်ငါတို့ကန်းကြီးကိုသွားမယ်ပေါ့နော်ဒီဘက်ကသွားရအောင်ဟိုဘက်ကဆိုရင်နည်းလမ်းနေဆိုတော့လေဒီဘက်ကဆိုရင်နည်းနည်းနီးတယ်ဟိုဘက်ကတော့လို့ရှင်ဝေးတယ်လေအားကြောင့်ဒီဘက်ကပဲကိုယ်ရချင်တော့နော်ကဲရောက်ပြီခဏလေးငါအောက်ဆင်းလိုက်မယ်နော်ကားမစင်းကြနဲ့အေးပါရောက်ပြီဟဲ့ငါတို့ပြီးလို့ရှိရင်ရေရင်ကူးကြမယ်နင်ကဘာလုပ်မှာလဲဟဲ့ငါတော့ရေရင်ကူးမှာနင်ကဘာလုပ်မှာငါတော့ရေမကူးတော့ဟဲ့ငါတို့နှစ်ယောက်ကရေမကူးလားငါတို့နှစ်ယောက်ရေမကူးတော့အေးပါဟာငါတို့နှစ်ယောက်ကတော့ရေကူးမှာဘာလို့ဆိုပူအိုက်နေရလေဒီလောက်ပူအိုက်နေရဘယ်သူမှရေမကူးပဲနေနိုင်မှာနင်တို့နှစ်ယောက်မို့လို့ရေမကူးချင်တာဟဲ့ငါတော့ရေကူးချင်တယ်ဟဲ့ငါရေမကူးချင်တာမဟုတ်ဘူးငါခုနမှရေချိုးလာလို့ဟာအေးပါဟာကန်းကြီးသွားမယ်မြန်သိရစမ်းနဲ့ဘာလို့ရေချိုးလာတော့ကန်းကြီးမှာလည်းငါတို့4ယောက်ပဲရှိရလားမသိပါဘူးခဏလေးငါကားထိုးဖို့အရေးသေးထိုးချင်တာဟာအရေးသေးထိုးဖို့ကလုံနေတဲ့အတွက်ကြောင့်မလို့ငါခဏလေးစုပ်လိုက်အောင်မနော်ဒီတော့မစင်းကြနဲ့ကားတိုက်မိနေအောင်မယ်အေးပါဟာရောက်တော့မှလားရောက်ပြီလေငါဆင်းတော့နင်ဘာလဲနင်တို့နှစ်ယောက်က
နေရမှာဆိုဟုတ်တယ်ငါတို့နှစ်ယောက်နေရမှာငါတို့နှစ်ယောက်ကဟိုလုံးမှာလေဟာငါတို့တဲဆော့မလို့ဟာပါတဲငါတို့ရေမချိုးတော့နော်ရေမကူးတော့အဲ့ဆိုငါတို့နှစ်ယောက်ရေသွားကူးလိုက်မယ်နော်အဲ့ဒီကငါတော့ကန်းလန်းလေးမှာရေဟိုတဲဆော့မှာဒီနန်းကြတော့လေဘလို့လဲဆိုကောင်းတယ်လေဘာလို့ဆိုဒီနန်းမှာကြတော့ဘလို့နေရလဲဆိုလို့ရှိရင်ဒီနန်းမှာရေလေးကရေနဲ့ရောနေတော့ရေခတ်စရာမလိုဟိုနန်းကြတော့ရေခတ်နေရတယ်အဲ့ဒါကြောင့်ပါဟာနင်ထိုင်နေရတော့နော်ငါသွားပြီငါတို့ရေကူးရအောင်မှာဟာနေရလဲပါတော်သွားပြီဟာမေ့နေငါတို့နှစ်ယောက်ဖောက်ခွင်းအောင်မြူခဲ့ရအောင်နော်တော်မလာဖောက်ခွင်းမြူခဲ့လဲငါတို့ရေကူးတက်ပြီးသားဆိုတော့ကူးလို့ရတာပဲဟုတ်တယ်မလားကဲချုံးမဲတန်ငါရေမကူတော့ဒီနန်းလေးပဲနေတော့မယ်ဟိုနန်းကျရင်ရေနစ်မှာဆိုလို့ရေကူးတတ်တယ်ဆိုပေမဲ့လည်းရေနစ်မှာဆိုတော့လေအဲ့လိုမျိုးပေါ့နော်ရေနစ်မှာဆိုတော့ဟိုမလုပ်ဘူးပေါ့ပါငါတို့နိုင်ရှိသွားပြီလေဟာ12နာရီတောင်ထိုးနေပြီငါတို့ပြန်ရအောင်လေပြန်ရအောင်ပါစနစ်ထိုးနေပြီဟေးငါတို့ပြန်ရအောင်ဟာပါပြန်မယ်အဲ့ဆိုရင်ကောင်မတွေတော့ခေါ်ရအောင်မကောင်မတွေဘာလုပ်နေတငယ်ချင်းတို့ရေဟဲ့နင်ထိုင်မိတဲ့ဆိုအခုဒီအိမ်ဆောက်လို့မပြီးသေးဘူးလားငါမဆောက်ချင်တော့လို့ဟဲ့ပါဟာနင်တို့မဆောက်ချင်တော့လေမဆောက်နဲ့ပေါ့ငါတို့ရေလေးကန်းဆော့တာဟဲ့ခြေလောက်ကလေးနဲ့ဘာလဲဆိုဟိုမလုပ်တော့ဟဲ့ပါကောင်မလည်းတော့ခေါ်ရအောင်လာငါလေးတချင်းတဲ့ထုတ်ထားနေတော့မသိဘူးလားမသိဘူးလေငါလည်းဆိုပြမယ်နော်ဒီနာမည်လာမျိုးမစမေခင်အော်မြင်စင်ခင်မျိုးပြူစူဟန်ငါတော့တိတ်မဆိုတတ်ဘူးဟဲ့နေ့တချင်းရတယ်ဗာတချင်းမလဲဟိုလုံနေတော့နော်ငါတို့ပြန်မယ်ငါတို့နို့အိမ်တော့ငါမချပေးတော့ဘူးနော်ငါဟိုလောက်တော့မှဆိုတော့လေပြန်ရအောင်နော်အမေကဲငါတို့ဒီပေါ်တက်လို့ရှိရင်ငါကြောက်တာလေဘာလို့လဲဆိုဘလို့မောက်သွားမှကြောက်တာတက်လာဒီပေါ်ငါမောက်မှကြောက်တာနင်တော့မသိဘူးငါတော့ဒီပေါ်တက်လို့ရှိရင်မောက်မှကြောက်တာဟေးဟုတ်တယ်ငါလည်းကြောက်တယ်အဲ့လိုမောက်ပါလေနင်တို့ငါကားမောင်းတာတိတ်မကျွမ်းတော့လေဟဲ့ကားမောင်းတာမကျွမ်းတာရင်မကြည့်ငါမောက်ကုန်မယ်နော်နင်ကလည်းတချာမောင်းပါဟာတချာမောင်းနေပါလေဟဲ့ဒါနဲ့ဂျူနီယာနင်ပြောဘာလဲငါတို့တွေလေနောက်နေ့ကျရင်လည်းရှောက်သွားကြမယ်လေငါအရင်ဆုံးဖះเจ้าရင်ဝင်ရအောင်ပြီးလို့ရှိရင်ဖះရှိခိုးရအောင်လို့လေငါတို့ဖះမရှိခိုးတော့ဟဲ့နင်တို့ကလေနောက်နေ့မှဖះเจ้าမှာနောက်နေ့ကျရင်လှုပ်အောင်မှာဆိုဖះပွဲတော့ဟုတ်တယ်ဖះပွဲတော့နောက်နေ့ကျရင်လှုပ်အောင်မှာတဲ့ကြောက်လို့ရှိရင်ငါတို့တွေလာကြမယ်အဲ့ချိန်မှာဖះလည်းရှိခိုးမယ်ပြီးလို့ရှိရင်ဖះပွဲတော့ဆိုတော့လှုပ်လို့လည်းရပါပေါ့နော်ကဲဆိုရင်ငါတို့ရင်တော့အင်ဂျီလဲကြမယ်နော်ခဏလေးပါရင်ချိုးရနိုင်တီရေကူရနိုင်တီဟဲ့နင်ယူကူအကြောင်းဝတ်ဆောင်မဟုတ်ဘူးလေနင်မအကြောင်းဝတ်ဆောင်မပါလားဟုတ်တယ်ငါမအကြောင်းဝတ်ဆောင်မပါလားအဲ့ဒါဆိုငါလှုပ်ပေးမယ်ငါလဲပေးမယ်ဒါကြဟဲ့နင်တို့နှစ်ယောက်လည်းအကြောင်းဝတ်ဆောင်မပါဟုတ်တယ်နင်တို့နဲ့လဲပေးရလဲအဆင်မပြေပါဘူးငါဝတ်ဆောင်လာယူဝတ်လိုက်တော့ငါတော့ရေလဲရအောင်မှာဟာကောင်မလည်းဘာလုပ်နေရမလဲဟဲ့ကောင်မနင်မညာမရှိခေါ်ဘူးလားကဖြစ်ခေါ်တော့ဟဲ့ငါနောက်နေ့ကျမှလေနင်းကြီးဖះအင်းကြီးလာဒီဖះเจ้าတက်ရလို့ရှင်တင်းကြီးဘူးရအောင်ငါရှိမှာရှိတော့ရှိရဲ့အိမ်မကျန်ထားရတာဆိုငါနောက်နေ့ကျမှနေအင်ကြီးပြန်ပေးမယ်နော်ပါရပါတယ်ဟဲ့နင်းနဲ့ငါနဲ့မတွေ့ရမဲ့တငယ်ချင်းတွေလည်းမဟုတ်ဘူးနင်းနဲ့ငါနဲ့ပါကဲငါတို့ဖះရှိခိုးလာအောင်မယ်ဟဲ့နင်းရှိခိုးလည်းနေတော့
ငါတို့ပြန်မယ်လေပြန်ရ